အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့တိုးဂိတ်အသုံးပြုနေပေါ့နော်ကိုရီးယားမှာမော်တော်ယာဉ်ပိုင်ဆိုင်ထားပြီးတော့မိမိမော်တော်ယာဉ်နဲ့ဒီတခြားမျိုးတွေကိုသွားမယ်ဆိုလို့ရှိရင်တိုးဂိတ်ကိုဖျက်ရမယ်အဲ့ဒီအခါမှာအသုံးပြုတဲ့ပုံစံလေးတွေကိုအနေငယ်ရှင်းပြပေးခြင်းပါတယ်အဝေးပြေးလမ်းမပေါ်တွေမှာတိုးဂိတ်ရှိမယ်တိုးဂိတ်အပေါက်အများစုကတော့9ပေါက်6ပေါက်လောက်ရှိမယ်ဒီနေရာမှာလမ်းကြောင်းဂိတ်ပေါက်အမျိုးအစားကိုအေးပန်းရိုးရိုးနဲ့ဟိုင်းဘတ်ဆိုပြီးတော့နှစ်မျိုးခွဲထားတာတွေ့ရမယ်အေးပန်းရိုးရိုးကတော့ဒီဂိတ်ပေါက်မှာကားခဏရက်မယ်ဝန်ထမ်းနဲ့ငွေပေးငွေယူလုပ်မယ်ဟိုင်းဘတ်ဆိုလို့ရှိရင်တော့တိတဲ့အတိုင်းပဲကားရက်စရာမလိုဘူးဒီတိုင်းမောင်းသွားရုံပဲပေါ့နော်အဲ့တော့ဒီလိုမျိုးတိုးဂိတ်တွေမရောက်ခင်လမ်းမှာမောင်းနေရင်းနဲ့ရှေ့မှာတိုးဂိတ်ရှိတဲ့အကြောင်းကိုလမ်းမြေပြင်အမှတ်အသားတွေနဲ့ဆိုင်းဘုတ်တွေမှာကြိုတင်ပြီးတော့အတိပေးထားတာတွေရှိမယ်မြေပုံဖွင့်ပြီးတော့မောင်းနေဆိုလို့ရှိရင်မြေပုံကနေအတန်နဲ့ပြောပြပေးနေပါလိမ့်မယ်အဲ့တော့မြေပြင်အမှတ်အသားအနေနဲ့ကတော့ high bus ဆိုလို့ရှိရင်အပြာရောင်မြင်းချောင်းရှိမယ် high bus ဂျောင်းညုံချာတို့ဆိုပြီးတော့ရေးထားပါမယ်ဆိုင်းဘုတ်မှာလည်းပဲ high bus ဂျောင်းညုံချာတို့ဆိုပြီးတော့မြားကဆိုင်းဘုတ်အောက်ကလမ်းကိုညွှန်ပြနေပါလိမ့်မယ်ဆိုလို့ရှိရင်တော့တချို့လမ်းတွေမှာလိမ်မော်ရောင်တချို့နေရာတွေမှာတော့ဘာမှမပြပေးထားဘူးဆိုင်းဘုတ်မှာတော့ဖြိုပုံနှုံကိုဟျောင်းကွန်းစသဖြင့်ရေးထားတတ်ကြပါတယ်။မြားကလည်းပဲမိမိတို့နဲ့သက်ဆိုင်တဲ့လမ်းအောက်ကိုညွှန်ပြပေးနေမှာဖြစ်ပါတယ်။မြေပုံဖွင့်ထားတဲ့ယင်ဆိုရင်တော့မြေပုံမှာဥပမာဂိတ်ပေါက်6ခုရှိတယ်ဆိုလို့ရှိရင် high bus လမ်းကြောင်းက1 2 3 4ဖြစ်ပါတယ်ဆိုပြီးတော့ပြောပါလိမ့်မယ်။ဒါဆိုရင်မိမိက high bus မရှိရင်ဂိတ်ပေါက်5 6ကိုတွားရမှာဖြစ်ပါတယ်။အနားရောက်ရင်အရှိန်အနှဲငယ်လျှော့ပြီးတော့ဂိတ်ပေါက်ရဲ့အပေါ်ကစာသားနဲ့မြားကိုသိကြကြည့်ရပါမယ်တချို့ဂိတ်တွေပိတ်ထားတာကိုမြေပုံကမဖော်ပြပေးပါဘူးဂိတ်အပေါက်ပိတ်ထားရင်ဂိတ်ရဲ့အပေါ်က LED ဆိုင်းဘုတ်မှာကြက်ချီခတ်အနီရောင်နဲ့ပြပေးထားပါတယ်အဲ့ဒီအပေါက်ထဲဝင်မရပါဘူးခင်ဗျာဖွင့်ထားတဲ့ဂိတ်ပေါက်တွေဆိုလို့ရှိရင်တော့ဆိုင်းဘုတ် LED နဲ့အောက်ဆိုင်နေတဲ့မြားအစိမ်းရောင်လေးကိုပြပေးထားပါတယ်ရိုးရိုးဂိတ်နဲ့ high back ဂိတ်မှာဆိုလို့ရှိရင်လည်းပဲကုန်တင်ရင်နဲ့ရိုးရိုးရင်ခွဲထားပါသေးတယ်ဒါပေမဲ့မသိလို့ဝင်သွားလည်းပဲကိစ္စကြီးငယ်တော့မရှိဘူးပုံမှန်ပါပဲတိုးဂိတ်တွေမဖြတ်ခင်မိမိတို့ရဲ့ high back ဓမ္မကီပါဝါတက်မတက်အားရှိမရှိကျိုးနဲ့ဆိုလို့ရှိရင်လည်းပဲကျိုးတေချာမိမမိအရင်ဆုံးစစ်ဆေးပါမိမိတို့ high back ကတ်ထဲမှာငွေရှိမရှိစစ်ဆေးပြီးမှကားစထွက်တင်ပါတယ် high back ကတ်မရှိဘဲနဲ့မတိဘဲနဲ့ပေါ့နော် high back gate ကိုဝင်ဘာဖြစ်မလဲပေါ့နော်ဘာမှဖြစ်ပါဘူးအေးဆေးပါပဲယထာဘူရာတွေမှာလိုမျိုးငွေမရှင်းပဲသွားရင်တကားပိတ်သွားတာမျိုးတွေမရှိပါဘူးရှင်းလည်းပဲလူဆိုတော့ရက်လိုက်လို့ရပြီမယ်ကားဆိုလို့ရှိရင်တော့စဉ်းစားကြည့်တော့ပေါ့နော်မတွေးဝင်စေအနေရရမ်းများပါတယ်အဲ့တော့ toll gate သို့မဟုတ်ဒီအဝေးပြေးလမ်းမတွေမှာဘယ်တော့မှကားရက်တာနဲ့နောက်ပြန်လမ်းကြောင်းပြောင်းတာမျိုးတွေမလုပ်ပါနဲ့ကိုရောသူများရဲ့ဘဝတွေပါဒုက္ခရောက်သွားနိုင်တယ်ပေါ့နော်လမ်းမသွားလဲပဲဆက်မောင်းသွားပါနောက်လမ်းခွဲတွေဆက်ပြီးတော့တွေ့လာနိုင်ပါတယ်ပြီးတော့တိုးဂိတ်နာရောက်တဲ့အခါမှာတချို့အရှိန်မလျှော့ပဲနဲ့မောင်းသွားတတ်ကြပါတယ်အခုနောက်ပိုင်းရင်စည်းကမ်းလမ်းစည်းကမ်းဥပဒေအရ high back အထဲကို30ကီလိုမီတာအောက်နဲ့မမောင်းရင်ဒဏ်ငွေရှိပါတယ် high back ကမရှိဘဲနဲ့မတိဘဲနဲ့ဒီ high back ဂိတ်ထဲကိုဝင်သွားမိခဲ့ရင်လှုပ်ဆောင်ရမယ်နီလန်းလေးပေါ့နော်အဲ့တော့ပထမနီလန်းကတော့နောက်တွေ့မဲ့တိုးဂိတ်မှာဟျောင်းကွန်းအေးပန်းဂိတ်ကိုဖြတ်ပြီးတော့အဲ့ဒီကဝန်ထမ်းကိုရှင်းပြပါဘယ်နေရာကတိုးဂိတ်မှာမတိဘဲနဲ့ high back ကနေပြီးတော့ဖြတ်မိတယ်ပေါ့ဗျာဒါဆိုလို့ရှိရင်တော့အဲ့ဒီကနေငွေရှင်းပြီးတော့ထွက်သွားလို့ရတယ်ဘာပြဿနာမှမရှိတော့ဘူးပေါ့နော်ဒုတိယနီလန်းကတော့နောက်ပိုင်းတိုးဂိတ်တွေထပ်မတွေ့တော့တာနဲ့ဝန်ထမ်းရှာမတွေ့တာမျိုးတွေဆိုလို့ရှိရင်ဒီတိုင်းဆက်ပြီးတော့မောင်းသွားပါကိုစိုးတိုးထုံးရင်းလေးကို home page ထဲကနေပြီးတော့ဂျိုဝဲနက်ပူဆိုတဲ့ခေါင်းစဉ်ထဲမှာမီနက်မပေးချေရသေးခြင်းဖြစ်တဲ့ဒီဂိတ်ကြီးကိုပေးဆောင်နိုင်ပါတယ်တတိယနီလန်းကတော့ဒီတိုင်းနေပါအချိန်တန်ရင်မိမိအိမ်လိပ်စာအတိုင်းဟန်းကူဒိုတို့ခုံစာကနေပြီးတော့မီနက်ကိုကြီးစောမပေးချေလိုက်ရတဲ့တိုးဂိတ်ကြီးတောင်းခံလာရောက်လာပါလိမ့်မယ်အဲ့ဒီအခါအဲ့ဒီစာရွက်ကအကြောင်းအရာအလုံးကိုသေချာဖတ်ကြည့်ပါမိမိကအမှန်တကယ်ဂိတ်ကြီးမပေးဆောင်ဘဲနဲ့ဖြတ်မိတာမှန်မမှန်သေချာလေးပြန်ပြီးတော့စဉ်းစားကြည့်ပါမှန်ကန်ရင်တော့အဲ့ဒီစာရွက်ထဲမှာပါတဲ့ဘဏ်ကောင့်ထဲကိုကြတဲ့ငွေပေးဆောင်ရမှာဖြစ်ပါတယ်မှားပြီးတော့ငွေပိုငွေလိုပေးဆောင်လို့မရပါဘူးငွေပမာဏမှားရင်ငွေလွှဲလို့မရအောင်ဘားလေးတားထားပါတယ်ငွေလွှဲလို့မရရင်ဘဏ်ကတ်ကကြောင်နေတာမဟုတ်ပါဘူးပမာဏမှားယွင်းလို့ဖြစ်ပါတယ်ပြန်စစ်ဆေးပါဘာဖြစ်လို့စာအုပ်သေချာဖတ်ခိုင်းတာလဲပြန်စဉ်းစားခိုင်းတာလဲဆိုလို့ရှိရင်လူလိန်တွေကကိုကြီးစောအတုလုပ်ပြီးတော့ပို့တက်လို့ဖြစ်ပါတယ်အဲ့တော့ဂိတ်ကြီးမပေးဘဲနဲ့၃ချိန်တိတိဖြတ်တန်းမိခဲ့မယ်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့ဘဏ်စရင်အသုံးပြုမှုကိုခိတခဏရပ်တန့်ခြင်းကိုပြုလုပ်မှာဖြစ်ပါတယ်ဘယ်လိုလို့သူတို့ကဒီငါဗန်စင်းကိုတိမှလဲပေါ့နော်တိုးဂိတ်မှမဟုတ်ဘူးမိပိုက်နေမှာလည်းပဲဝင်လာတဲ့ကားကိုမှတ်တမ်းတင်ထားပါတယ်တချို့နေရာတွေမှာဒါမုတ်ကြောက်ယုံ
CCTV 촬영ကျွန်းဆိုတဲ့ကင်မရာတွေတွေ့ဘူးကြပါလိမ့်မယ်။ရာဇဝတ်မှုတွေလိုက်ရလွယ်အောင်တက်ဆင်ထားတာဖြစ်ပါတယ်။အဲ့ဒီမှတ်တမ်းကနေရင်မျိုးစားနဲ့နံပါတ်သိလို့ရှိရင်ပိုင်ရှင်ရဲ့အချက်လက်အားလုံးကိုသိပါတယ်။ဟောနိုင်ငံသားတယောက်အခွန်မဆောင်တန်ငွေမဆောင်ရင်ပြည်ပထွက်ခွင့်ခိတ္တခဏပိတ်ခံရတာမျိုးနဲ့မိမိရဲ့မင်းကျွန်းမှတ်ပုံတင်အသက်မဝင်တော့တာမျိုးဖြစ်ပေါ်လာနိုင်ပါတယ်။နိုင်ငံသားဆိုလို့ရှိရင်တော့ပြည်ပထွက်ခွင့်ခိတ္တခဏပိတ်ခံရခြင်းနဲ့မိမိတို့ရဲ့နိုင်ငံသားကတက်တန်းတိုးတဲ့အခါမှာအဆင်မပြေတာမျိုးလေးတွေဖြစ်နိုင်တာကြောင့်သတိကြီးစွာနဲ့သတိထားဖို့လိုပါလိမ့်မယ်။တိုးဂိတ်နဲ့ပတ်သက်ကြောင်းကိုရီးယားမှာတိုးဂိတ်တွေကပုံမှန်အားဖြင့်အစိုးရပုဂ္ဂလိကနောက်တစ်ခုကအစိုးရနဲ့ပုဂ္ဂလိကဖက်ဆက်တိုးဂိတ်တွေဆိုပြီးတော့ရှိကြပါတယ်။အများအားဖြင့်အစိုးရတိုးဂိတ်တွေကဈေးပိုတက်တာလေးရှိပါတယ်။တနိုင်ငံလုံးကတိုးဂိတ်တွေကိုကုထိုကျိုထုံးဘူးလက်အောက်ခံဟန်ကူတိုတို့ခုံစာကနေစီမံထိန်းချုပ်ထားတာဖြစ်ပါတယ်။တိုးဂိတ်တွေအများစုကတော့တရားဥမင်လိုင်းကောင်ဖြက်လန်းလမ်းသစ်စတဲ့နေရာတွေမှာရှိပါတယ်။တိုးဂိတ်ကိုကုမ္ပဏီတွေကလေလံဆွဲငှားရမ်းကြတဲ့သဘောဖြစ်ပါတယ်။ကုမ္ပဏီပိုင်တွေရဲ့တိုးဂိတ်ကတော့ရိုးရိုးအိမ်စည်းရင်ဆိုလို့ရှိရင်1200ကနေ2000ကြားရှိပြီးတော့အစိုးရဂိတ်တွေဆိုလို့ရှိရင်တော့1000ကနေ1800ကြားရှိတတ်ပါတယ်။အဲ့ဒီမှာကြောင်ချာလို့ခေါ်တဲ့အသေးစားကားနဲ့လျှက်စစ်ကားဆိုရင်တော့တဝက်ကြီးပေးရတဲ့ခံစား권ရှိပြီးတော့တချို့ဟန်ကူတိုတို့ခုံစာနဲ့ချိတ်ထားတဲ့ဘဏ်ကတ်တွေနဲ့အသုံးပြုတယ်ဆိုလို့ရှိရင်တော့ cashback ပြန်ရတာမျိုးတွေလည်းရှိပါတယ်။ပွဲတော်ရက်တွေမှာဆိုလို့ရှိရင်တော့တနိုင်ငံလုံးကတိုးဂိတ်ကြီးတွေကိုအခမဲ့အဖြစ်လှုပ်ဆောင်ပေးပါတယ်။တိုးဂိတ်တွေမှာပုံစံမျိုးရှိပါတယ်။အဝေးပြေးလမ်းစလေဆုံးအဝင်အထွက်ဂိတ်နှစ်ခုထက်ရှိတာနဲ့တစ်ခုပဲရှိတာဖြစ်ပါတယ်။တစ်ခုပဲရှိတဲ့ဂိတ်နဲ့ကုမ္ပဏီဘိုင်းတွေဆိုလို့ရှိရင်တော့ပထမဂိတ်စဝင်တာနဲ့ high back ငွေဖြတ်ပါတယ်။ရိုးရိုးဂိတ်မှာလည်းပဲငွေပေးရပါတယ်။ဘာလို့လဲဆိုတော့ပထမအချက်ကကုမ္ပဏီဘိုင်းဖြစ်လို့ဖြစ်ပါတယ်။ဒုတိယအချက်ကတော့ဒီဂိတ်ကိုဖြတ်ပြီးရင်နောက်လာမဲ့ဂိတ်ကနေပြန်ထွက်မယ်လို့တတိချယုံကြည်ထားလို့မရပါဘူး။လမ်းရဲ့ဂိတ်စလေဆုံးချတဲ့မှာတခြားဖြတ်လမ်းတွေအထွက်လမ်းတွေမှာဂိတ်ထက်မရှိတော့လို့ပါပဲ။ဒီလိုမျိုးငွေကြိုပေးရတဲ့ဂိတ်တွေကတော့ပုံမှန်ဖြစ်ပါတယ်။အဝင်ထွက်ဂိတ်နှစ်ခုအထက်ရှိတဲ့လမ်းကတိုးဂိတ်တွေကတော့ high back ဆိုလို့ရှိရင်ငွေကြိုမဖြတ်သေးဘဲနဲ့မှတ်တမ်းတင်ထားရုံလောက်သာဖြစ်ပါတယ်။ဒုတိယဂိတ်ကနေထွက်မှသာငွေဖြတ်သွားတာဖြစ်ပါတယ်။ရိုးရိုးဂိတ်မှာဆိုလို့ရှိရင်တော့လမ်းမှာဖြိုးပုံနှုံးကိုလက်မှတ်ယူတဲ့နေရာဆိုပြီးတော့ရေးထားပါတယ်။အဲ့ဒီလမ်းကဝင်ရင်အဲ့ဒါ high back မဟုတ်ပဲရိုးရိုးဂိတ်အဝင်လမ်းပါ။အဲ့ဒီကိုဝင်တဲ့အခါမှာဂိတ်ရုံမှာလူမရှိပဲစက်ကနေရင်နံပါတ်မှတ်တမ်းတင်ထားပြီးတော့ထုံဟင်းကွန်းလက်မှတ်တစ်စောင်အော်တိုထုတ်ပေးပါတယ်။အဲ့ဒါကိုယူပြီးတော့နောက်တွေးမဲ့ဂိတ်ရောက်တဲ့အခါမှာဂိတ်ရုံးကဝန်ထမ်းကိုငွေသားသို့မဟုတ်ငွေရှင်းကတ်နဲ့ခုနကယူထားတဲ့လက်မှတ်ပေးလိုက်ရင်ပြန်အမ်းငွေသို့မဟုတ်ငွေရှင်းကတ်ပြန်ပေးမှာဖြစ်ပြီးတော့သွားလို့ရပါပြီ။ဒီစနစ်ဟာပထမဂိတ်ကနေဝင်ပြီးတာနဲ့လမ်းအလယ်မှာကြိုက်တဲ့လမ်းကနေကြိုက်တယ်လို့ဖြတ်ဒုတိယတိုးဂိတ်နဲ့တိုးကိုတိုးမှာဖြစ်ပါတယ်။ဒါကြောင့်လက်မှတ်ပဲထုတ်ပေးလိုက်တာဖြစ်ပါတယ်။ဒီတော့ဒုတိယဂိတ်ကအဝန်ထမ်းကမိမိတို့ပထမဂိတ်ကယူလာခဲ့တဲ့လက်မှတ်ကိုစက္ကန့်ဖတ်ကြည့်ရင်ဘယ်ဂိတ်ကနေဖြတ်လာတဲ့အကွာအဝေးဘယ်လောက်ရှိတယ်စသဖြင့်တွက်ချက်ငွေကောက်ခံတာဖြစ်ပါတယ်။တိုးဂိတ်တွေစီကနေရတဲ့ငွေကြေးတွေကိုတော့မြို့နယ်အစိုးရကနေဝန်ထမ်းလစာပေးခြင်းလမ်းပြုပြင်ထိန်းသိမ်းခြင်းတဘာဝပတ်ဝန်းကျင်ကောင်းမွန်အောင်ထိန်းသိမ်းဆောင်ရွက်ခြင်းနဲ့ကြောင်းမအပ်နိုင်တဲ့ကလေးတွေကိုထောက်ပံ့ပေးခြင်းစတဲ့နေရာတွေမှာအသုံးပြုလေးရှိကြပါတယ်။ဘာလို့တိုးဂိတ်ကြီးပေးပြီးတော့တိုးဂိတ်တွေကနေတွားရတာလဲပေါ့နော်။ကြောင်စန်းနမ်းတို့ခင်မဲကနေပြီးတော့အင်ချွန်းလေစိတ်ထီကိုတွားမယ်ဆိုလို့ရှိရင်ပုံမှန်အတိုင်းတိုးဂိတ်ဖြတ်မောင်းသွားမယ်ဆိုလို့ရှိရင်ဂိတ်ကြီးကစလေဆုံး13300ကျတဲ့မှာဖြစ်ပြီးတော့အချိန်အားဖြင့်9နာရီကြာနိုင်ပါတယ်။စီဘိုးလည်းတိတ်မကုန်ပါဘူး။အကယ်၍တိုးဂိတ်မဖြတ်ချင်လို့မူရီယိုတို့အခမဲ့လမ်းကသွားမယ်ဆိုလို့ရှိရင်တော့တိုးဂိတ်တစ်ခုနှစ်ခုတော့မဖြတ်မနေရဖြတ်ရပါမယ်။အဲ့တော့ဂိတ်ကြီးကတော့1200လောက်ကျတဲ့မှာဖြစ်ပြီးတော့အချိန်အားဖြင့်8နာရီလောက်ကြာနိုင်ပါတယ်။ဒီတော့လမ်းမှာမီးပွိုင်းနေခဏခဏဖြတ်ရမယ်။ဟိုဝင်ဒီထွက်တွေလုပ်ရမယ်။အချိန်ကုန်မယ်။စီဘိုးကုန်ပါတယ်။လူပင်မန်းနိုင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကတော့လောလောဆယ်မှာ high back ကမရှိသေးပါဘူး။တခါတရံမှဒီတိုးဂိတ်ဖြတ်ရတာကြောင့်ရိုးရိုးငွေသားတိုးဂိတ်ကပဲငွေပေးချေပြီးတော့တွာလာပါတယ်။အကယ်၍ high back လုံးမယ်ဆိုလို့ရှိရင်တော့ဓမ္မဂီကိုတော့ဆိုလာနေအောင်ကြီးအားသွင်းတဲ့တခဲ3လုံးတက်တဲ့ဓမ္မဂီကိုဝယ်ပါမယ်။ကျိုးနဲ့ဆိုလို့ရှိရင်ကျိုးကမျက်လုံးနဲ့ရှုပ်နေမယ်။နေရာနည်းနည်းယူသွားမယ်။ကျိုးကိုကားအတွင်းနဲ့ထည့်မယ်ဆိုလို့ရှိရင်လည်းပဲကိုယ့်ဘာသာကိုမလုံးတက်တော့ဆိုင်သွားရင်တက်စင်ကားတွေပတ်စံထက်ကုန်နေမယ်။တခဲကြီးနဲ့ပဲဆိုလို့ရှိရင်လည်းအားကုန်မြန်နိုင်တယ်။ခဏခဏလဲနေရမယ်။ရိုးရိုးလျက်စစ်အားသွင်းကျိုးဆိုလို့ရှိရင်လည်းပဲခဏခဏအားပြန်သွင်းနေရမယ်။မိသွားတဲ့အခါလိုအပ်တဲ့အချိန်အားမရှိတာဖြစ်နိုင်တယ်ပေါ့နော်။ဆိုလာနဲ့ကြတော့နေပူရင်ဆိုလာနဲ့အလုပ်လုပ်ရင်းနဲ့တခဲကိုအားပြန်သွင်းမယ်။နေရရင်တခဲနဲ့အလုပ်လုပ်မယ်ဆိုတော့အဆင်ပြေမယ်လို့ထင်ပါတယ်။ IF ဓမ္မဂီကိုပဲရွေးပါမယ်။ RF ဓမ္မဂီကကျိုးအမြဲတက်ထားရလို့ဖြစ်ပါတယ်။အဲ့တော့ဝယ်ယူရင်တော့လွယ်ကူကူရင်ရနာစကန်မှာရှိတဲ့ဟန်ကူတိုရိုခုံစာအင်ဂျွန်ဂုံရှိဖမ်းမဲချောင်းတွေမှာဓမ္မဂီရောငွေကတ်ရောတခါတည်းဝယ်ပါမယ်။ကတ်ကတော့ဟန်ကူတိုရိုခုံစာမှာပဲရောင်းတဲ့ဆောင်းမှုခတ်တစ်ဂျာတုံချွန်းချောင်းခတ်တစ်ဆဲလ်ဖူဟောင်းကိုပဲဝယ်မှာဖြစ်ပါတယ်။ဂရူပူခတ်တစ်နဲ့ဂျာတုံချွန်းချောင်းခတ်တစ်ကကုမ္ပဏီနဲ့စနစ်ပဲပြောင်းသွားတာဖြစ်ပါတယ်။သဘောတရား
ပုံစံတွေအားလုံးကတော့သိမကွာဘူးအတူတူပါပဲပြီးတော့အဲ့ဒီမှာပဲတခါတည်းအသင့်သုံးလို့ရတဲ့အထိမှတ်ပုံတင်တာတို့တက်စင်တာတို့ application နေရာချတာတို့အားလုံးလောက်ခိုင်းမယ်။ဘာဖြစ်လို့လျှက်စစ်တန်းတို့24နာရီဆိုင်တို့မှာမဝယ်တာလဲဆိုလို့ရှိရင်မှတ်ပုံတင်ကိုတိုင်းမှတ်ပုံတင်ရမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တိုးဂိတ်မှာရောဘာလို့မဝယ်တာလဲဆိုလို့ရှိရင်တချို့တိုးဂိတ်တွေမှာဆိုင်မရှိတာနဲ့တိုးဂိတ်တွေမှာလမ်းဘေးချရက်ဖို့ခက်တာမျိုးတွေရှိတယ်ပေါ့နော်။တစ်ခုနဲ့တစ်ခုအားနည်းချက်အားသာချက်တွေကတော့တယောက်နဲ့တယောက်စိတ်မတူကြတဲ့အတွက်ကြောင့်အကြံမပေးလို့ပါဘူး။မိမိစိတ်ကြိုက်လွတ်လပ်စွာရွေးချယ်ဝယ်ယူနိုင်ပါတယ်။တကယ်ချင်းတို့အနေနဲ့ကျွန်တော်ရေးထားတဲ့အထက်မှာအမှားအမှန်ထောက်ပြနိုင်ပါတယ်။ဒီထက်သိထားတာမျိုးရှိတယ်ဆိုလို့ရှိရင်လည်းကြံပေးပြီးတော့ပြောပြပေးနိုင်ပါတယ်။ဒီကနေ့မှာတော့တိုးဂိတ်အကြောင်းနဲ့ဒီတိုးဂိတ်အသုံးပြုတဲ့အကြောင်းကိုပတ်သက်ပြီးတော့ရှင်းပြပေးခဲ့တာဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်။